အားလုံးပဲမင်္ဂလာပါဆူနာမီကင်းရမှာကြိုဆိုပါရစေအခုကျွန်တော်စမှာဆိုရင်အကောက်လေးတွေအလှလေးတစ်ကောက်ရောက်ထားရပြဂျင်ငယ် player လုံးဝကြိုက်တွေ့စေမယ့်အကောက်လေးဖြစ်တယ်ကျွန်တော် main skin အနေနဲ့ Freya Legend Naruto နဲ့ Sasuke skin တို့ပါဝင်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့လက်ဒီလောက်ခံရဟောက်ပြီးတော့တိတိလုံး skin တွေလည်းပါဝင်လာမှာဖြစ်တယ်ဗျအဲ့ဒါကိုမှကျွန်တော်တို့ epic record လေးနဲ့ပါစောကျင်တဲ့ player တွေရဲ့ dress ဆိုလို့ချင်းဒီကောက်လေးကလုံးဝအလှတဲ့အကောက်လေးဗျအဲ့မှာကျွန်တော်တို့ skin total 309ကောင်လေးပါလာတော့မှ exotic quality 5လေးနဲ့ဗျအဲ့ဒီကျွန်တော်တို့ Disney Anniversary Cloud Brian skin လေးတွေပါလာအောင်မယ်ဗျဒါပြင်မှာကျွန်တော်တို့ပါရှာ MSC ပြီးလို့ရှိရင် Fredrin Sparkle နဲ့Valentina MSC skin လေးတွေပါလာအောင်မယ်ဗျချင်းကြီးကိုတို့ဒီကောက်ကိုကြိုက်တယ်ဝယ်ယူနေဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ DMR ဈေးလေးလာမေးပြီးတော့ဝယ်ယူလို့ရပါတယ်ဗျအကောက်လေးတွေကိုလည်းရောင်းဝယ်လို့ရပါတယ်ပြီးလို့ရှိရင်လည်းအကောက်လေးထပ်လည်းလုပ်လို့ရပါတယ်ဗျအဲ့တော့မှကျွန်တော်တို့အလိန်ခမ်းမှာကြောက်တယ်ညီချင်းကြီးကိုတို့အတွက်လည်းကျွန်တော် favorite နေပြီးတော့နမရှိချားကန်ခုတ်ပြီးတော့မောင်စိုးလို့ရင်ခုတ်ပြီးတော့လည်းလုပ်လို့ရပါတယ်ဗျလူတွေဝယ်ယူခြင်းနဲ့ customer များနေအတွက်လည်းပကိုးမျိုးပုံလုံး18တန်းနဲ့မှာ Tsunami Game Shop ဆိုတဲ့နာမည်နဲ့ဆိုင်နေဖွင့်ထားပါတယ်ဗျ